မင်္ဂလာပါ Talk about football and Arsenal Facebook နဲ့ YouTube channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ညကကျွန်တော်တို့အသင်းကတော့ခါရာဘောင်ဖလားဖိုင်နယ်မှာမန်ချက်စတာစီးတီးအသင်းကို2 ဂိုးနဲ့ရှုံးသွားပြီပေါ့လေပြီးခဲ့တာတွေကတော့ပြီးသွားပါပြီဒါပေမဲ့လည်းကျွန်တော်တို့တချို့ညီကိုတွေလည်းရှိမယ်ဒေါသထွက်နေကြတာမျိုးတွေအသင်းကိုဝေဖန်ပစ်တင်ဆဲဆုံနေတာမျိုးတွေအားမလုပ်ကြဘူးတော့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒီချိန်မှာကကျွန်တော်တို့အာဆင်နယ်တင်းကိုဘက်ပေါင်းစုံနီလန်ပေါင်းစုံလူပေါင်းစုံကနေဝေဖန်တိုက်ခိုက်နေကြတဲ့အချိန်မှာအဲ့အချိန်မှာကိုယ်အသင်းဖန်နေရပါရောပြီးတော့ရှုံးမောတွေတပွဲကြောင့်ရောရောင်ပြီးတော့ဂျာညက်ပါမသွားစေချင်ပါဘူးဒါကိုကျွန်တော်ပြောချင်တာပါအထူးသဖြင့်ပါလေဘာလို့လဲဆိုတော့လက်ရှိနိုင်သွားတဲ့မန်ချက်စတာစီးတီးတင်းကိုလည်းဂုဏ်ပြုပါတယ်ဒါပေမဲ့လည်းပျော်နေတဲ့လူတွေကတော့မန်ချက်စတာစီးတီးအသင်းတစ်သင်းနဲ့တည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အဓိကအသင်းကြီးဆိုတဲ့ပြိုင်ဘက်အသင်းရဲ့ပြည်သက်တွေလည်းပါတာပေါ့လေသူတို့ကတော့ဒီလိုမျိုးပျော်ကြတာကတဘာဝမကြောက်ဆိုမဲ့တခြားပြန်ပြီးစဉ်းစားကြည့်မှဆိုရင်လည်းတဘာဝကြားတယ်လို့တော့ရှိပါတယ်ဘာလို့လဲဆိုတော့ကြတော့ကိုယ့်ရဲ့ပြိုင်ဘက်အသင်းတစ်သင်းဖလားရသွားမှာအောင်မြင်သွားမှာမလိုလားကြဘူးဒါကလည်းကျွန်တော်ဖန်တိုင်းပဲပေါ့လေကျွန်တော်ဆိုလည်းကျွန်တော်အသင်းရလွှဲရင်ဘယ်အသင်းမှဖလားမရစေချင်ဘူးအဲ့လိုကောင်မျိုးဆိုတော့ကြတော့သူတို့တွေဒီလိုမျိုးတွေဒီချိန်မှာပျော်ကြမယ်ဆိုကြမယ်လှောင်ကြမယ်ပြောင်းကြမယ်ဆိုတာကလက်သက်ခံလို့ရတဲ့အနေထားပါတချို့တွေလည်းအခုလိုချိန်မှာရောပြော့တွေအများကြီးရှိနေတာကမထူးဆန်းပါဘူးထူးဆန်းတာကတော့ကျွန်တော်တို့အသင်းရဲ့ပြည်သက်တွေအသင်းနဲ့ကစားသမားတွေအပေါ်ဒီပြဖို့အရင် criticize မလုပ်ကြဘူးပါပဲဘာလို့လဲဆိုတော့သူတို့ဒီစင်းတွေအကောင်းဆုံးကြိုးစားခဲ့တယ်ဒီနေရာအထိရောက်အောင်လာခဲ့ကြတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကံမကောင်းဘူးလို့ပဲကျွန်တော်တို့ပြောကြပါစို့ဖလားမရခဲ့ဘူးပေါ့လေဒါကဒီချိန်မှာတချို့ကပြောကြမယ်ကစားပုံကရှုံတင်ရှုံတိုက်တယ်မှန်ပါတယ်တစ်ဖက်အသင်းအရန်ကောင်းတယ်လို့တစ်ဖက်အသင်းကညံ့တာပေါ့နှစ်သင်းလုံးအရန်ကောင်းတယ်နှစ်သင်းလုံးဖလားရမှာပေါ့ဟုတ်တယ်မလားတစ်သင်းကတော့ညံ့ပေးရတာပဲတစ်သင်းကတော့တစ်ဖက်အသင်းနိုင်ရဖို့တစ်သင်းကတော့ရှုံးပေးရတာပဲဒါကသဘာဝပါအမားမှန်ရှိမယ်အနိုင်ရှုံးရှိမယ်ဆိုတော့ကြတော့ပြီးခဲ့တာကပြီးသွားပြီကျွန်တော်တို့မှနောက်ထပ်အာယုံစိုက်စရာတွေအများကြီးကြံပါသေးတယ်ဒါကိုသတိထားဖို့လိုပါတယ်ဒါကကျွန်တော်တို့စုဖလား၄လုံးလမ်းကြောင်းမျှော်လင့်ချက်မှာအသေးငယ်ဆုံးစုဖလားတစ်လုံးမှာဒါပေမဲ့လည်းကျွန်တော်တို့အတွက်ကတော့အတိတ်ပဲအများကြီးရှိတယ်ပေါ့လေဒီလိုဖလားမျိုးကိုကျွန်တော်တို့မရခဲ့ဘူးဒီလိုချိန်မှာပြည်သက်တွေပေါက်ကွဲကြမယ်စိတ်ဆိုးကြမယ်ဝေဖန်ပြစ်တင်ကြမယ်ဆိုတာနားလဲပါတယ်ဒါပေမဲ့လည်းအလွန်ကျွံကြီးမလုပ်ဖို့နဲ့ကျွန်တော်တို့မှနောက်ထပ်မျှော်လင့်စရာစုဖလား၃လုံးကြံသေးတယ်ဆိုတာကိုပြန်ပြီးတော့တတိချက်စေချင်ပါတယ်ဒါလေးကိုကျွန်တော်တစ်ချက်အရင်ဆုံးပြောချင်တယ်နောက်တစ်ခုကကျွန်တော်ပွဲပြီးမှာကျွန်တော်တို့ Declan Rice တို့အာဒီတာတို့ပြောတဲ့ပြောစကားလေးတွေပေါ့နော်ဘယ်လိုပြောကြလဲဆိုတော့ Declan Rice ကတော့အကောင်းဆုံးကြိုးစားခဲ့ပြီးတော့နိုင်မမရတဲ့အတွက်ကြောင့်မလို့အနေနဲ့စိတ်ပြတ်မိပါတယ်ဒါပေမဲ့လည်းကျွန်တော်ရှေ့ဆက်ပြီးတော့လာမယ့်ပွဲစဉ်တွေမှာအကောင်းဆုံးရှင်းမယ်ကြိုးစားသွားမယ်အသင်းအောင်မြင်မှုတွေစီကိုရအောင်လို့စုဖလားတွေစုခုနိုင်အောင်လို့အကောင်းဆုံးကြိုးစားသွားမယ်ဆိုပြီးတော့ပြည်သက်တွေကိုပြောကြားသွားခဲ့ပါတယ်နီးပြအာဒီတာကလည်းပွဲအပြီးမှာဂိုးသမားကဲပါကိုရွေးချယ်ခဲ့တဲ့နဲ့ပတ်သက်ပြီးတော့မှားယွင်းခဲ့တဲ့ဆုံးဖြတ်မှုဖြစ်ခဲ့လားနောင်တရခဲ့လားဆိုပြီးတော့မေးတဲ့အမေကိုနီးပြအာဒီတာကတော့ကျွန်တော်ဒီလိုဂိုးသမားကိုရွေးချယ်ခဲ့လို့သူ့ကိုရွေးချယ်ခဲ့လို့နောင်တမရပါဘူးဒီလိုမျိုးပုံစံမျိုးကိုလည်းနောက်ထပ်ပွဲစဉ်တွေမှာလှုပ်တော့ဖို့ရှိပါတယ်အကောင်းဆုံးလည်းကျွန်တော်တို့ရှင်ပြိုင်ခဲ့တယ်ရလက်တော့မကောင်းခဲ့ဘူးစိတ်ပြက်စရာဆိုပေမဲ့လည်းရှေ့ဆက်ပြီးအကောင်းဆုံးစူးစမ်းသွားအောင်မယ်လို့ဒက်ကလရနဲ့ထပ်တူပဲဒီပြကတော့ပြောသွားတယ်ဒါကကောင်းတဲ့စကားပါဘာလို့လဲဆိုတော့ကျွန်တော်တေချာစဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့မှာမျှော်လင့်စရာတွေကျွန်တော်တို့မှာရယူစရာစုဖလားတွေအများကြီးရှိသေးတယ်ကျွန်တော်တို့အရင်နှစ်ကလို့ဒုတိယလူလိပြိုင်ဝမ်းမှာအမှတ်ပြပြိုင်ဝမ်းမှာဒုတိယလူဖြစ်ဖို့အခြေအနေမရှိပါဘူးကျွန်တော်တို့ကဒုတိယနေရာကမန်ချက်စတာစီးတီးအသင်းကိုကျွန်တော်တို့6မှတ်ဖြတ်ထားတယ်တပွဲပို့ကန်ထားတယ်ဟုတ်ပါတယ်တပွဲပို့ကန်ထားပါတယ်ဒါပေမဲ့မန်ချက်စတာစီးတီးအသင်းနဲ့ကန်ကားမဲ့ဒုတိယကြော့သူတို့အိမ်ဝင်ပွဲစဉ်မှာကျွန်တော်တို့အာဆင်နယ်အသင်းကဒီလိုမျိုးခြေစွမ်းနဲ့ကန်မယ်လို့ထင်ကြတာကျွန်တော်ပြောတာဒီခြေစွမ်းကိုကြည့်ပြီးတော့အာဆင်နယ်တော့ဒီနှစ်တော့ဒုတိယလူပဲထပ်ဖြစ်ပါပြီစူဖလားရဖို့လမ်းမမြင်ပါဘူးဆိုတဲ့လူတွေရှိရင်လက်ရှိကျွန်တော်ဒီဗီဒီယိုရဲ့ comment box ထဲမှာကြိုက်တဲ့ခြေကိုရေးခဲ့ပြီးတော့ကြိုက်တဲ့ခြေစကားပြောသွားခဲ့လို့ရတယ်ကျွန်တော်ဘက်ကအစင်းသင်းရှိတယ်ပြောချင်တာကတော့ဗျာလောင်းကြီးထက်ရဲတယ်ပေါ့ဗျာဒီရာဒီကျွန်တော်ကကိုယ်အတင်ကြောင်ကိုတည်တယ်ယုံကြည်ဆုံးပဲဒါကြောင့်မို့လဲကျွန်တော်ဖလားတစ်လုံးရကိုရရမယ်
ဘယ်လိုဖလားမျိုးဖြစ်စေကျွန်တော် FA ကဖြစ်ပါစေ Premier League ဖြစ်ပါစေကျွန်တော်တို့ Champions League ပဲဖြစ်ပါစေဘယ်လိုဖလားမျိုးပဲဖြစ်ပါစေကျွန်တော်ဒီရာသီမှာ Major Trophy တစ်ခုရကိုရမှာပါကိုယ့်အသင်းပေါ်ကိုအပြည့်အဝယုံကြည်မှုရှိပါတယ်ပြိုင်ပွဲအသင်းပိတ်သက်တွေပြောချင်တာကလည်းကျွန်တော်လက်ရှိညကခြေစွမ်းအောင်ကြည့်ပြီးတော့ဒီရာသီအာဆင်နယ်တော့အရင်လိုပဲဒုတိယလူဖြစ်ပြီးစီတူလင်ဖြစ်ပြီးကျွန်တော်တို့လားဖလားလက်မှတ်ရာသီဖြစ်ပြီးလို့တက်အပ်ပြောနိုင်တယ်ဆိုရင်ဒီဗီဒီယိုရဲ့ comment box ထဲမှာကြိုက်တဲ့ဂျေကိုရေးပြီးတော့ကျွန်တော် CV ကိုတော့မဟုတ်လဲချက်ပေါက်ကိုတမျိုးလာရောက်ဆက်သွယ်လို့ရတယ်ကြိုက်တဲ့ဂျေနဲ့ကျွန်တော်လောင်းညစ်ထည့်လို့ရတယ်လောင်းကစားလို့ဖို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကိုယ့်အသင်းအကြောင်းကိုကျွန်တော်ယုံကြည်မှုအပြည့်ရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြတာဒီလိုယုံကြည်မှုရှိဖို့ကိုလည်းကျွန်တော်ရဲ့အာဆင်နယ်ပိတ်သက်ညီကိုတွေကိုဒီလိုပြောချင်တယ်ခုလိုချိန်မှာရှုံးလို့ပောက်ကွဲနေကြမယ်ဟလာစိတ်ဆိုးနေကြမယ်ဒေါသထွက်နေကြမယ်ဆိုတော့နားလေတယ်ဒါပေမဲ့လည်းကျွန်တော်တို့မှာလက်ရှိအာယုံဆိုင်ကြတယ်အများကြီးရှိတယ်တကန်ရိုက်စ်တို့နီးပြအရီတွေလည်းပြောသွားတယ်နောက်လာမယ့်ပွဲတွေကိုအကောင်းဆုံးအာယုံထပ်ဆိုင်မယ်ဒီတက်ပို့ပြီးကောင်းအောင်ကြိုးစားသွားမယ်လို့ပြောသွားတယ်တချို့ကပြောကြတယ်ပေါ့လေအာဆင်နယ်ကဒီလိုချိန်ဆိုရင်ဖြစ်ပြီးဒီလိုတလုံးဖလားပွဲမှာရှုံးလိုက်တဲ့နဲ့စိတ်တက်တွေပြိုလဲသွားပြီဆိုတာမျိုးပြောကြတယ်ကျွန်တော်ပြောတာအရင်တော့ကဆိုရင်တော့ဟောရင်ဟုတ်လိမ့်မယ်အခုလက်နှစ်အာဆင်နယ်ကမဟုတ်ဘူးကျွန်တော်တို့ပရီးမီးယားလိဂ်မှာကျွန်တော်တို့၃ပွဲရှုံးနေဗျာတပွဲရှုံးမင်းနဲ့ကျွန်တော်တို့ရဲ့ bounce back ပြန်လာနိုင်မှုကပြန်ပြီးတစ်ချက်လောက်ကြည့်လိုက်ပါပထမတစ်ပွဲရှုံးတယ်ကျွန်တော်တို့၈ပွဲဇက်တိုက်လာမှမသိဘူးကျွန်တော်ဇက်တိုက်ပြန်လာတယ်တပွဲပြန်ပြီးတည်ရကျသွားတာလားရှုံးသွားမှုထပ်ဖြစ်တယ်ကျွန်တော်တို့နောက်12ပွဲဇက်တိုက်ပြန်လာနိုင်ခဲ့တယ်အခုဆိုလည်းကျွန်တော်တို့မန်ချက်စတီးကိုရှုံးသွားပြီဒါပေမဲ့ကျွန်တော်တို့ဂျားထဲမှာပြန်နိုင်ရမရှိဘူးဘာလို့လဲဆိုတော့နိုင်ငံတကာပိတ်ရက်တွေရှိတယ်နိုင်ငံတကာပိတ်ရက်ဆိုတာကလေနိုင်ငံတကာအသင်းခြေစံပွဲတွေရှိတော့တချို့ကမားတွေအနားရမယ်တချို့ကမားတွေနိုင်ငံအသင်းကိုတွားပြီးတော့ join ရမယ်ဒါကြောင့်မို့ကျွန်တော်အနားရမယ်နောက်ထပ်ကျွန်တော်တို့ပွဲဆက်ကန်ကြီးမရှိဘူးရှိရင်တော့တချို့ကတော့စောင့်ကြည့်ခြင်းပဲအာဆင်နယ်ကဒီလိုပဲရိုင်းနေဖြစ်မယ်အရင်လိုပါပဲကွာမထူးခြားပါဘူးကွာဆိုပြီးပြောလို့ရရမယ်ဒီအချိန်မှာကျွန်တော်တို့အကန်ကောင်းသွားတာကနိုင်ငံပွဲပဲရှိတယ်ကလပ်တင်ပွဲတွေမရှိဘူးတခြားဖလားပွဲတွေလည်းမရှိတော့တယ်ကျွန်တော်တို့ကမားတချို့အနားကောင်းရမယ်နိုင်ငံလေစီတင်တော့ပေါင်းတဲ့ကမားအချို့တော့ပွဲတချို့ကစားရမယ်မိနစ်ပိုင်းချို့ကစားရမယ်မျိုးရှိတယ်ဒါပေမဲ့လည်းတို့လည်းလုံးလုံးအနားရပါလိမ့်မယ်ပြန်လာရင်ကျွန်တော်တို့ Africa တွေစကားစားပါမယ်ကျွန်တော်တို့ South Africa အသင်းနဲ့ကစားရမယ်ဒီဘက်မှာကျွန်တော်တို့ဘယ်လိုပြန်လာနိုင်မလဲဘယ်လိုမျိုး bounce back လုပ်ပြီးပြန်လာနိုင်မလဲဆိုတော့စောင့်ကြည့်ရပါမယ်ဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ညီကိုတွေစိတ်ဆိုးစိတ်ကောက်နေတာစိတ်ပြက်နေတာအောင်နားလဲတယ်ဒါပေမဲ့အရင် criticize မလုပ်ဘဲနဲ့ကျွန်တော်တို့စောင့်ကြည့်ပါအောင်ယာဒီကုန်းမို့9ပွဲပဲလို့တော့ပါတယ် FA Flash မှာကျွန်တော်နောက်တစ်ဆင့်တက်ထားတယ် Champions League မှာကျွန်တော်နောက်တစ်ဆင့်တက်ထားတယ်ဒါကြောင့်မို့လို့ကျွန်တော်မှမျှော်လင့်စရာရယူစရာစုဖလားတွေမျှော်လင့်ချက်တွေအများကြီးရှိနေပါသေးတယ်ဒါကိုတစ်ချက်သိဖို့လိုပါတယ်ဒါလို့ကျွန်တော်ပြောချင်တာပါကျွန်တော်ညီကိုတွေစိတ်ပြက်စရာမရှိပါဘူးကျွန်တော်တို့မှာမျှော်လင့်ချက်တွေအများကြီးရှိပါသေးတယ်ဆိုတော့ကျွန်တော်ညီကိုတွေဆက်ပြီးတော့အသင်းကိုအားပေးပါစိတ်ရှိထားပါဒါပဲကျွန်တော်ပြောချင်ပါတယ်ကြည့်ရှုအားပေးတဲ့ကျွန်တော်တို့ညီကိုပရိသတ်များအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်